Hello happy stars teacher ဆိုရီပါ teacher ဒီနေ့ sharing လုပ်ပေးသွားမယ် spoken pattern လေးကတော့ subject plus make plus object plus verb infinitive ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်ဆိုတော့ဒီ pattern လေးကိုဘယ်လိုသုံးရမလဲဆိုတော့ teacher အသေးစိတ်ပေါ့နော်ထပ်ပြီးတော့ပြောပြပေးပါမယ်သူ့ကိုသုံးတဲ့အခြေအနေနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးက teacher တို့အတင်းကျပ်လောက်ခိုင်းတာပေါ့နော်ဒီအတင်းကျပ်လောက်ရတယ်ဆိုတဲ့အခြေအနေမှာဘယ်လိုဖြစ်နိုင်လဲဆိုတော့တချို့တို့ဒီ object လောက်ရတဲ့သူ object ကသူ့မှာရွေးချယ်မှုတွေအများကြီးမရှိတော့ဘူးပေါ့နော်အများကြီးမရှိတဲ့အခြေအနေမှာကိုတာကိုမဖြစ်မနေလောက်ကိုလောက်ရတယ်ပေါ့နော်လောက်လိုက်ရတယ်ဆိုတဲ့အခြေအနေမျိုးပြောပါတယ် For example the teacher made the students rewrite the essays ဆိုတော့ဒီမှာဆိုရင် teacher တို့ဆရာမကပေါ့နော်ကျောင်းသားတွေကိုဒီ essay ပြန်ပြီးတော့ရေးခိုင်းနေဆိုတဲ့အဓိပ္ပာယ်ပါဒီမှာဆိုရင်တချို့တို့ကျောင်းသားတွေကသူတို့ရဲ့ဒီကိုယ်ပိုင်ဆန္ဒအရဆိုရင်တော့သူတို့ပြန်မရေးချင်ဘူးဒါပေမဲ့ဆရာကရေးခိုင်းတဲ့အချိန်မှာတော့သူတို့မှရွေးချယ်ခွင့်မရှိသလောက်ဖြစ်ပြီးတော့သူတို့ဆန္ဒမပါဘဲနဲ့ပြန်ပြီးတော့ရေးရတာပေါ့နော်ဒီလိုအဓိပ္ပာယ်မျိုးတက်ရောက်ပါတယ် Teacher example sentence လေးပြန်ပြောမယ် The teacher made the students rewrite the essays ဆိုတော့အဲ့ဒီမှာဆိုရင် teacher တို့teacher make နဲ့မသုံးမဲနဲ့ made ဆိုတဲ့ verb to past tense နဲ့သုံးသွားတယ်ဆိုတော့ verb 1 make make နဲ့ပဲလဲသုံးလို့ရတယ်လို့ teacher တို့ made made ဆိုတဲ့ past tense verb to နဲ့လဲသုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဆိုရင်ဘာကွာလဲဆိုတော့ teacher တို့ရေးခိုင်းခဲ့တယ်ရေးခိုင်းနေဆိုတဲ့အသုံးအနှုန်းလေးကွာပါတယ် make make ပဲဆိုရင်တော့ဒါ teacher တို့ရေးခိုင်းနေပဲဒါပေမဲ့ made made verb to သုံးလိုက်တဲ့အချိန်မှာတော့ရေးခိုင်းခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အတိတ်ကာလမှာကိုသူတို့အတင်းကျပ်လောက်ခိုင်းခဲ့တာပေါ့နော်ဒီလိုမျိုးအတိတ်ပဲရပါတယ်နောက်ထပ်အသုံးအနှုန်းလေးကတော့တချို့ဘလို့အခြေအနေမှာသုံးလဲဆိုရင်အခြေအနေရလုံးမိအောင်ပြောသလိုဖြစ်သွားတာပေါ့နော်အတင်းကျပ်တော့လောက်ခိုင်းတာတော့မဟုတ်ဘူးဒါပေမဲ့အခြေအနေတွေအရသူ့ကိုဒီကိစ္စကိုပေါ့နော်လုံးမိအောင်ကိုကဖြစ်သွားစေတာဒီလိုအခြေအနေမျိုးကိုသုံးပါတယ် Okay ဒါဆိုရင် teacher တို့ example sentence လေးပြောကြည့်ရအောင်နော် so for example his joke makes everyone laugh so his joke သူရဲ့ဒီဟာတာကပေါ့နော် makes everyone laugh လူတိုင်းကိုရေမောစေတယ်ဒါဆိုရင် teacher တို့ဒီမှာ his joke လို့သုံးလိုက်တဲ့အတွက် teacher subject ကိုအနေကိန်းနဲ့သုံးလိုက်တယ်အဲ့ဒီအတွက် verb 1 make make နဲ့သုံးမယ်ဆိုရင် make မှာ teacher တို့ s လေးထည့်ပေးရပါတယ် so his joke makes everyone laugh ဒီလိုမျိုးအဓိပ္ပာယ်ရပါတယ်Okay ဆိုတော့ teacher သတိထားရမယ့်အချက်လေးတွေလည်းတစ်ခါလေးပြောပြသွားပါမယ်။ဘာကိုသတိထားရမလဲဆိုတော့ teacher တို့ဒီ subject လာမယ်ပြီးရင် need to လာမယ်ပြီးရင် object သူ့ရဲ့နောက်က verb infinitive လိုက်တယ်။ဆိုတော့ verb infinitive ရဲ့ရှေ့မှာ teacher တို့ to ဆိုတဲ့စကားလုံးကိုလုံးဝထည့်ဖို့မလိုအပ်ပါဘူးเนาะ။ for example she made him clean his room သူမကသူ့ရဲ့အခန်းကိုတန်ရှင်းရေးလောက်ခိုင်းခဲ့တယ်ပေါ့နော် made made နဲ့ဒီချက်သုံးလိုက်တယ် she made him clean his room ဒါဆိုရင်သူမကသူ့ရဲ့အခန်းကိုတန်ရှင်းခိုင်းခဲ့တယ်ဒီလိုမျိုးပြောတာပေါ့နော်အဲ့ဒါကိုဒီချက်တို့က she made him to clean his room ဆိုပြီးတော့ clean ဆိုတဲ့ verb infinitive ရဲ့ရှေ့မှာ to လုံးဝထည့်သုံးဖို့မလိုပါဘူးဒါကတော့ကျောင်းသားတော်တော်များများမှားတတ်တဲ့ပုံစံလေးပါเนาะဆိုတော့ဒီချက်အခုပြောသွားတဲ့သတိပြုရမယ့်အချက်လေးရဲ့သူ့ရဲ့အသုံးအနှုန်းလေးတွေဘာလေးတွေသတိထားရမလဲဆိုတဲ့အချက်လေးတွေကိုကြည့်ပြီးတော့အားလုံးဒီ pattern လေးကိုလုံးဝနားလည်သွားပြီလို့ထင်ပါတယ်ဆိုတော့အခုကနေစပြီးတော့ဒီချက်တို့ကိုအတင်းအကျပ်လောက်ခိုင်းနေပေါ့နော်ကိုမှရွေးချယ်စရာမရှိဘဲနဲ့ကိုရဲ့ဆန္ဒမပါဘဲနဲ့လောက်ရတဲ့အကြောင်းအရာလေးတွေကိုဒီ pattern လေးကိုသုံးပြီးတော့ပြောပြလို့ရပါတယ်အားလုံးကဲဒါဆိုရင်တော့ဒီချက်တို့နောက်ပတ် sharing video လေးမှာဒီချက်နဲ့တူတူပြန်ပြီးတော့တွေ့ပါမယ်ဒီဘက်ကတော့ဒီလောက်ပါပဲအားလုံး bye bye